နောက်ကြလိုက်တာကွာဒိုရာဒီမှာမင်းကိုအကုန်စောင့်နေကြတာမြန်အင်ကြီးလဲပြီးကွင်းထဲလာခဲ့တော့မင်းတို့ကပထမဦးဆုံးဆရာပြောချင်တာကဘယ်အားကစားမဆိုမလုပ်ခင်သွေးဘူးလေ့ကျင့်ခန်းကိုအရင်လုပ်ရတယ်ကဲစကြတော့ညောင်ပင်စုရွာကကစားသမားတွေကတို့ထက်လူကောင်ပိုကြီးပြီးကြန့်ခိုင်မှုပိုင်းမှာသားတယ်ငါတို့နီတွန်းတွန်းတိုက်တိုက်ကစားကြမှာပဲအဲ့တော့ဒိုးဘက်ကသူတို့ရဲ့အမားကိုအခွင့်ပြီးပြစ်ဒဏ်ဘောတွေများများရအောင်ညံနဲ့ကစားမယ်ဒီပြိုင်ပွဲမှာငါတို့နီတားနိုင်မဲ့အသင်းဆိုလို့ဂွေးပင်စုရွာနဲ့တောင်သုံးလုံးရွာပဲရှိတယ်လေအေးဂွေးပင်စုရွာနဲ့တွေ့ရင်မင်းတို့ရဲ့ခွန်အားတွေအကုန်သုံးပြီးတွန်းတွန်းတိုက်တိုက်ကစားရမယ်ကြားလားဖတ်တီမင်းကလူကောင်ကြီးတယ်နောက်တန်းမှာကစားသူရကတိုက်စစ်မှာကစားပေးကြားလားအသက်ကိုပုံမှန်ရှူထားကွတ်တို့မင်းကန်မဲ့နေရာကိုစိတ်ထဲကသတ်မှတ်ပြီးတာနဲ့အားပါနဲ့ကန်ထဲလိုက်မင်းကန်ချက်အရန်ကောင်းတယ်ကွတ်တို့မင်းအထောင်တိုက်စစ်မှာကစားရမယ်ကလားနဲ့အရှည်ကြီးကအလဲနဲ့အနောက်ကိုအတက်အဆင်းကစားရမယ်ဆရာဒီမှာသမီးတို့အမောပြေရေခဲကြီးလာပို့ပေးတာခဏနာပြီးတောက်ကြပါအောင်လားလာပြီသမီးရေအဲ့နားချထားလိုက်ညီမလေးမိဖြူကိုကြီးကွတ်တို့ကိုလာအားပေးတာလားကွတ်တို့နေငါ့ကိုလာမစနဲ့နော်ငါဘာသာအေးစစ်စစ်နေနေတာတောက်เสียရှိတာကိုသွားတောက်စမ်းသွားမစပါနဲ့ကွတ်တို့ရဲ့ဒီကိုလာဖို့တောင်မိဖြူကိုမနှဲခေါ်လာရတာကိုသူရမောနေပြီလားဒီမှာစပယ်ကိုသူရအတွက်ရေးယူလာတယ်ဘောလုံးကန်လို့မောထားသမျှကစပယ်မျက်နှာလေးမြင်တာနဲ့ပျောက်သွားပါပြီကွယ်မိစပယ်ဒီဘက်မှာနင်အကိုတယောက်လုံးရှိတယ်နော်ကိုကြီးကလည်းဒီမှာကိုကြီးအတွက်လည်းမုတ်ယူလာပါတယ်ဟောဟိုမှာလာပါပြီတော်ရှင့်ရဲ့သားကဘာကျော်ဘောလုံးသမားကြီးငါသားဂုတ်တို့ကစင်ပြန်ကြီးအင်ဂျီဝတ်လိုက်မှပိုခန့်သွားသလိုပဲအမလေးခွတ်တို့ရဲ့နင်တို့အသင်ဝတ်စရာအင်ဂျီအဲ့လောက်ရှားလားဘနဲ့တော့စီသူလွင်အင်ဂျီနဲ့သေချာတယ်ဒီနှစ်လဲညောင်ပင်စုရွာပဲဘိုးဆွဲမယ်ထင်တယ်ငါတို့မန်ယူအင်ဂျီလေးဆိုဘလောက်ကြက်တရေရှိလိုက်တယ်လဲအဲ့ဒါမျိုးကြမဝယ်ဘူးအဖေမားသားကြီးကိုလည်းထိန်အောင်သားတို့စင်ပြန်ကြီးကိုစော်ကားတာတွေများနေပြီမိတင်နင်ကဘောလုံးပွဲဘယ်နှခါကြည့်လို့ငါတို့စင်ပြန်ကြီးကိုလာစော်ကားနေရတာလဲကျမတို့ကမျိုးနဲ့ရိုးနဲ့မန်ယူကိုအားပေးလာတာရှင်အောင်ကျမကိုလိုချင်လို့စီသူလွင်အသင်းကနေမန်ယူကိုပြောင်းလာတာဟုတ်ဘူးလားအေးအဲ့ဒါနင်အဖေရှိတုန်းကခုငါကစင်ပြန်ကြီးပဲအော်ကိုတင်ဖေတစ်သက်လုံးကျမကိုတခွန်းတောင်ပြန်မပြောရဲတဲ့ရှင်ကခုဘာမဟုတ်တဲ့စီသူလွင်အသင်းကြောင့်ပြန်ခံပြောတယ်ပေါ့လေအော်ရှင်တို့သားဖနှစ်ယောက်ကဒီလိုလားရတယ်လေဒီညကျမအိမ်မှာလာမအိမ်နဲ့မအိပ်ဘူးကွာလာသားကွတ်တူသွားမယ်ညီလေးမိုးသည်မနှက်ဖန်ငါတူဗလာကြီးကိုသွားအားပေးရင်မကောင်းဘူးလားကောင်းတာပေါ့ကိုကြီးမိုးကြီးရဲ့အခွင့်အရေးရနဲ့တခါတည်းဝင်စည်းလို့ပါရတယ်